အငုံစိတ်ဟာတိတ်ကြောက်ဖို့ကောင်းတယ်အဆင့်အတန်းနဲ့မဆိုင်ဘူးပညာရည်ချင်းနဲ့မဆိုင်ဘူးအငုံစိတ်များတဲ့လူတွေကိုကြည့်လိုက်ရင်စိတ်ရင်းနဲ့ဆက်ဆံချိုတာနေတာထက်ဟန်ဆောင်ချိုမြိန်နေတာများတယ်လူနေမှုဘဝမှာတကယ်ပျော်ရွှင်ခြင်းအစစ်အမှန်ဆိုတာအငုံစိတ်ရှိသူတွေရဲ့ဘဝမှာမရှိဘူးကိုယ့်ထက်သာရင်မနာလိုတာမျိုးသူများပျော်နေတာတွေ့ရင်ကိုမပျော်နိုင်တာမျိုးဘေးလူနဲ့ရှင်ပြီးအမြဲနေတတ်တာမျိုးကိုဘေးကလူတွေကိုဗလန်းကြီးစိတ်တိုင်းကြမနေတော့တာမျိုးအငုံစိတ်ရှိတဲ့လူတွေကိုကြည့်ရင်ဘဝမှာမအောင်မြင်မဖြစ်ထွန်းတာများတယ်ကံကောင်းလို့လမ်းကြောင်းပေါ်ရောက်နေခဲ့ရင်တောင်စိတ်ရဲ့အာဟာရကလည်းတနည်းမဟုတ်တနည်းနဲ့ချိုးတဲ့နေကြတော့တာပဲအငုံစိတ်ဆိုတာပညာတတ်ပညာမဲ့မရွေးဘူးအယုတ်အလက်အမျက်အပိုင်းအခြားမရွေးဘူးရှိတတ်တယ်ဒါပေမဲ့အဲ့ဒီအငုံစိတ်ကိုကျင့်တရားကိုချင်းစာတရားစင်ချင်းတုံတရားအဖြစ်ပြန်လဲချိုးနေရတယ်ပေါ်လာရင်တော့ငါသာသူ့နေရာမှာဆိုတဲ့စိတ်ထားနိုင်ရင်ဖြည့်ရှင်းတဲ့အခါမှာရုံမပြတ်တော့ဘူးမျက်စိရစိတ်တွေကိုမြစ်ဖြားခံပြီးအငုံစိတ်ပေါ်လာတဲ့အခါလူကစင်ချင်းတုံတရားမဲ့ပြီးမစင်မချင်းရှောက်လို့တော့တာပဲအဲ့ဒီချိန်မှာမှားတဲ့မှန်တယ်မသိတော့ဘူးနှစ်ဖက်မျှပြီးမစင်စားတတ်တော့ဘူးလက်ဖမိုးလက်ဖွားပြဿနာဆိုတာလဲနားမလည်တော့ဘူးအတ္တကိုရှေ့တန်းတင်လို့ငါဒီတာအမှန်ဆိုတဲ့ခံယူချက်ဝင်သွားတတ်တယ်ကြုံဘူးလားတော့မသိဘူးကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာကိုပညာတတ်အောက်တန်းစားအငုံစိတ်လူတန်းစားတရက်ရှိတယ်ကိုဘဝကိုစိတ်တိုင်းမကြယုံတင်မကဘူးကိုမိသားစုကစလို့တငယ်ချင်းတွေမိတ်ဆွေတွေအမျိုးအဆွေတွေလှုပ်ဖော်ကင်ဖက်တွေအယုတ်ဆွဆုံးกว่าလမ်းဘေးကအောက်ခြေလူတန်းစားတရက်ထိကိုတောင်မှစိတ်တိုင်းမကြတတ်တာမျိုးသူ့ပတ်ဝန်းကျင်လူကအမှားမလုပ်ရသေးဘူးဒီတိုင်းဆက်သွားရင်နင်လမ်းမရောက်တော့မှာသူနဲ့ပေါင်းရင်နင်ပျက်စီးတော့မှာစသဖြင့်ပေါ့ကို့ပတ်ဝန်းကျင်ကလူတွေကိုနှိမ်ချပြီးတော့မှဆက်ဆံတတ်တာမျိုးတကယ်ကကောင်းစေခြင်းနဲ့စိတ်သူတထူးရဲ့အကျိုးကိုလိုလားတဲ့စိတ်ရင်းနဲ့ဝေဖန်ပိုင်းခြားပြတာနဲ့အငုံစိတ်ကိုအရင်ခံပြီးဝေဖန်တိုက်ခိုက်တာကမတူပါဘူးအများကြီးကွဲပြားပါတယ်ခေါင်းစဉ်တက်လိုက်တော့ကောင်းစေခြင်းလို့ပါဆိုပြီးတော့မှကိုယ့်ပတ်ဝန်းကျင်ကလူတွေရဲ့ဘဝကိုချစ်တယ်လို့နဲ့နှစ်ဆွဲချသွားတာတွေအများကြီးပဲကျွန်တော်ကတော့အဲ့လူတွေကိုမြင်ရင်ဂုံအပုတ်ကြီးလို့ပဲမြင်တယ်ကိုယ်တိုင်ကပုတ်ပွားနေတော့သူနဲ့လိုက်တိုက်ကြည့်တဲ့ကြံတဲ့လူတွေကအဆန်းချောင်းနေပြီးအပုတ်ကြီးလို့လိုက်ထင်နေတာတကယ်ကကြံတဲ့လူတွေကအကောင်းသူကိုယ်တိုင်ကပုတ်နေတာသူနဲ့တိုင်းပြီးကြံတဲ့လူတွေပါပုတ်နေပြီလို့သူကထင်တာသူများဘဝကိုဆွဲချလို့အားရရင်သူတကူကြံနေရရင်ပျော်ရွှင်ပြီလို့သူကထင်နေတာမထင်နဲ့အငုံစိတ်ရှိတဲ့လူတွေကဘယ်ရက်ပဲရောက်ဘယ်ဌာနမှာပဲနေသူတို့ကိုသူတို့ရောပတ်ဝန်းကျင်ကလူတွေရောစိတ်တိုင်းမကြတော့တာပဲပြီးရင်အဆိုးဆုံးကသူတို့ကိုသူတို့အမြဲမှန်တယ်ဆိုပြီးတော့မှကာဗာတွေယူဘဝမောတွေကိုဖြေဖြောက်ကြတတ်သေးတာတကယ်တမ်းကျအငုံစိတ်ရှိတဲ့လူတွေကသိတနာဖို့ကောင်းတယ်သူတို့ကောင်းချင်ရောင်ဆောင်ထားသမျှကြီးကဘေးလူအနေနဲ့ကြည့်ရရင်မြင်ရတွေ့ရတာကဟာတရားရှင်ဆွေတိုက်ကျွေးနေရတယ်လို့ပဲရည်စရာကောင်းချင်တဲ့အောင်ကောင်းနေတော့တာဒီတော့ခမားမှာအငုံစိတ်ရှိနေတယ်မလားအချိန်မီပြင်ဆင်မဟုတ်လို့ကတော့ခမားအစပြီးတော့မှခမားရဲ့ပတ်ဝန်းကျင်နောက်ဆုံးခမားကရွာထလို့လူလောကထဲရောက်လာအောင်မဲ့ရင်သွေးအထိအငုံစိတ်နဲ့ပြူစုပြိုးထောင်သမျှကတနာเสียကောင်းချင်တိုင်းအောင်ကောင်းနေအောင်ပါပတ်ဝန်းကျင်မှာအငုံစိတ်ရှိတဲ့လူတွေရှိနေရင်လည်းပြင်ပေးဖို့မကြိုးစားနဲ့အချိန်မီသာဖယ်ခွာလိုက်သူတို့နဲ့ခတ်ခွာနေလိုက်အငုံစိတ်တို့မိသည်ကိုယ်တိုင်ပြောင်းလဲပြင်ဆင်လို့စိတ်မရှိမချင်းဘယ်တော့အခါမှပြောင်းလဲမှာမဟုတ်လို့ပဲဒီတော့ကျွန်တော်ကတော့ကျွန်တော်ပတ်ဝန်းကျင်မှာအဲ့လူတွေကိုမထားဘူးကျွန်တော်ကစလို့တပားသူကိုအပြစ်မြင်လာပြီဆိုရင်ငါရောဂုံအပုတ်ကြီးများဖြစ်နေပြီလားလို့ကိုအထက်ပြန်ပြီးတော့မှမေကွန်းထုတ်တယ်ပြောင်းလဲပြင်ဆင်တော့တာပဲလူဘဝဆိုတာတူတူလေးပါဘာအတွက်ခေါင်းစားခံနေမှာလဲအငုံစိတ်ကင်းစင်ပြုံးပျော်ရွှင်ပါပဲရှောင်းလေဝေးအငုံစိတ်ဘေးဒီလောက်ပါပဲ